မှာဆုံးနေနဲ့ကျွန်တော်ကဒီမှာဒီဒေတာခန့်အနုစီဝါပိုးတွေကိုယူတဲ့အချိန်မှာကျွန်တော်ဒီပထမတစ်ဆင့်ယူတဲ့မြေကြီးကကျွန်တော်ဒီဝယုံအောက်ကမြေကြီးကနေပြီးတော့ကျွန်တော်ယူထားတယ်ဆိုတော့ဘာလို့ဆိုတော့ဒီကျွန်တော်ဒီဝယုံအောက်ကဒီဝါရွက်တွေကတုံတိုင်းဆွေးမြေ့ဖို့ခတ်တယ်ပေါ့နော်ဆိုတော့ဝါရွက်တွေခက်ခဲဆွေးမြေ့ဖို့ခက်ခဲတဲ့ဝါရွက်တွေကိုဆွေးမြေ့အောင်လုပ်ပေးနိုင်တဲ့အနုစီဝါပိုးတွေရှိတယ်ဆိုတော့အဲ့ဒီပိုးတွေကိုကျွန်တော်ကဆွဲထုတ်ယူတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာဆိုရင်ယာမြေရှိရယ်လေမြေရှိရယ်ကျွန်တော်နှစ်မျိုးရှိရယ်ပေါ့နော်အဓိကကဘာလဲဆိုတော့ဟိုယာမြေဆိုလို့ရှိရင်တော့ဟိုရေတိတ်ပြီးတော့တွန်းရလေးမရှိဘူးပြောရင်တော့ဟို6သွေးနေတဲ့အခြေအနေတွေပိုများတယ်ဆိုတော့ဒီရေငတ်တန်ခံနိုင်တဲ့6သွေးတဲ့ကာလတွေပူပြင်းတဲ့အချိန်ဒီမှာတော့မှရှင်သန်နိုင်တဲ့အနုစီဝါပိုးတွေကိုကျွန်တော်ကဆွဲထုတ်ယူလိုက်တဲ့သဘောဒီထက်တော့အများကြီးပိုတာပေါ့နော်နောက်တစ်ခါမှလဲမြေဆိုလို့ရှိရင်လည်းကျွန်တော်ကဒီအချိန်ပြေးရေလွှမ်းခံထားရတယ်ပေါ့နော်ဆိုတော့ဒီလေမရှိတဲ့အခြေအနေမျိုးမှာတော့အသက်ရှင်နိုင်တဲ့အနုစီဝါပိုးတွေကဒီလေမြေထဲမှာအများဆုံးတွေ့ရလေးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ကဒီတစ်တော်မြေဒါမှမဟုတ်လည်းဒီတစ်ပင်ကြီးအောက်ကမြေကြီးတွေယူတယ်နောက်တစ်ခုကကျွန်တော်ဒီတစောင်းပင်အောက်ကမြေကြီးဒါမှမဟုတ်ဒီရေငတ်တန်ခံနေရတဲ့ရေငတ်တန်ခံနိုင်တဲ့ဒီအပင်တွေအောက်မှာရှိတဲ့မြေကြီးတွေကျွန်တော်ယူတယ်နောက်တစ်ခုကဒီတစ်ရွက်6တို့ကောက်ရွက်6ကောက်ရိုး6တို့ပေါ့နော်ဆိုတော့ဒီအရွက်ဒီပေါ်မှာရှိနေတဲ့ဒီအနုစီဝါပိုးတွေကိုမှကျွန်တော်ကဒီထမင်းဆုံးတဲ့တေချာမွေးမြူထားတဲ့နေရာပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့တေချာမွေးမြူထားပြီးတော့မှအဲ့ဒီကနုစီဝါပိုးတွေကျွန်တော်ယူတယ်နောက်တစ်ခုကဒီတီအခွင့်တွေပေါ်နေယူတယ်နောက်တစ်ခုကဒီဆန်ဆေးရည်ဆိုလို့ရှိရင်ဒါက EM နဲ့မှာပါတဲ့ဒီ lactic acid bacteria အုပ်စုတွေပေါ့နော်အဲ့ဒီဟာတွေကကျွန်တော်ဒီဆန်ဆေးရည်တွေမှာတွေ့ရလိမ့်ရှိတယ်ဆိုတော့ဒီလိုမျိုးနေရာဆောင်ကနေပြီးတော့ယူပြီးတော့မှကျွန်တော်စီစနစ်တကျနဲ့ဒီဒေတာခန့်အနုစီဝါပိုးတွေကိုကျွန်တော်ကမွေးမြူထားပြီးတော့မှအဲ့ဒီ EM အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးတွေမှာဒါမှမဟုတ်လို့ရှိရင်လေကိုရဲ့ကြိုက်တဲ့ပုံစံကဒေတာခန့်အနုစီဝါကိုပိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီလိုနီးနဲ့မွေးမြူပြီးတော့မှရယူထားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့တဲ့ကြောင့်မလို့တကယ်ကိုပဲဒေတာခန့်အနုစီဝါပို့ကိုမွေးမယ်ဆိုလို့ရှိရင်တော့ဒီနီးစနစ်နဲ့မွေးထားပြီးတော့မှကိုလိုအပ်တဲ့နေရာမှာပြန်သုံးဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ဒီ EM အစားထိုးအနေနဲ့ကျွန်တော်ကမြေဆွေးပုံတာပဲဖြစ်ဖြစ်အပင်ရွက်ဖြန်းကျင်တာပဲဖြစ်ဖြစ်အနံသက်တွေပျောက်ချင်လို့ဖြန်းကျင်တာပဲဖြစ်ဖြစ်ဆိုတော့ဒီဟာမျိုးတွေသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီဒေတာခန့်အနုစီဝါပို့ကိုကျွန်တော်ကဒီအစင်းရောက်လမ်းမှာဖော်ပြထားတဲ့ဒီနီးနဲ့တုံးဆွဲလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေ့ဆွေးနွေးလိုပါတယ်ဆိုတော့နောက်ထပ်သိလို့တဲ့မိကွန်းတွေရှိတယ်ဆိုလို့ရှိရင်တော့ဒါကြောင့်အစင်းရောက်လမ်းမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာမှတ်ချက်ပေးပြီးတော့ပဲဖြစ်ဖြစ်ပြန်လည်မေးမြန်းလို့ရပါတယ်ဗျာဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်စိုက်ပျိုးရေးလုပ်ငန်းတွေအဆင်ပြေပြီးတော့အထွတ်တိုးကြပါစေ